Hello everyone, welcome back to my channel. ဒီကဂျာမနီနိုင်ငံကို2လအတွင်းလာခဲ့ပါတယ်။ဂျာမန်စာ fluency လုံးဝမရှိဘဲနဲ့ A2 အောင်ရုံလေးပဲရှိခဲ့တာ။ဘာ agent ဆိုဘာ agent မှမရှိခဲ့ဘဲနဲ့2လအတွင်းဒီကူရောက်အောင်လာခဲ့ပါတယ်။ဂျာမနီကိုလာချိန်ခဲ့ပေမဲ့အချိန်တော်တော်ကြာအောင်ကိုလမ်းပြောင်းနေခဲ့တာပါ။ဘာလို့လဲဆိုတော့ဘဲကနေဘလို့စပြီးတော့လောက်ရမယ်မှန်းကိုမသိခဲ့တဲ့အတွက်ကြောင့်အရန်ကိုလမ်းပြောင်းနေခဲ့တာပါ။ဒါပေမဲ့ခီတာကဒီ option လေးဒီ program လေးကိုရှာတွေ့ပြီးတဲ့အချိန်မှာခီတာကအရာအလုံး click ဖြစ်လာတယ်လို့ခန်းစားခဲ့ရပါတယ်။အခုဒီဗီဒီယိုထဲမှာတော့ခီတာလာခဲ့တဲ့ program au pairship ရဲ့အကြောင်းကိုအကုန်လုံးသိရအောင် share လုပ်ပေးချင်ပါတယ်။ဂျာမနီမှာရှိတဲ့ au pair program ကလေလူတော်တော်များများကဒီလိုမျိုးထင်မကြီးကြဘူးပေါ့နော် underrated ဖြစ်တဲ့ program တစ်ခုဖြစ်ပါတယ်။ဒါကြောင့်မို့လို့လေလူတော်တော်များများမသိကြတာဖြစ်ပါတယ်။ဒါပေမဲ့ခီတာရဲ့အမြင်မှာတော့ဒီ au pair လုပ်ဖို့အတွက်ဆုံးဖြတ်ချက်ချခဲ့တာကတကယ်ကိုလုံးဝ life changing decision ဖြစ်ခဲ့ပါတယ်။အမှောင်ဆုံးအနေနဲ့au pairship ဆိုတာဘာလဲဆိုတာကိုရှင်းပြပေးချင်ပါတယ်။ဘာလို့လဲဆိုတော့au pairship ဆိုတာဘာလဲဆိုတာထက်ဒီလိုမျိုး option ရှိပါတယ်ဆိုတာကိုတော့မသိကြတဲ့လူတွေအများများနေသေးတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ au pairship ဆိုတာက cultural exchange program တစ်ခုဖြစ်ပါတယ်။ပြောရမယ်ဆိုလို့ရှိရင်ယဉ်ကျေးမှုအချင်းချင်းနှီးနှောဖလှယ်ပေါ့နော်။ဒါကexchange cultural exchange ဖြစ်ပါတယ်သူရဲ့ culture ကိုလေ့လာကိုယ့်ရဲ့ culture ကိုသူလေ့လာဒီလိုပုံစံမျိုးပါကိုကတခြားနိုင်ငံမှာကိုသွားချင်တဲ့နိုင်ငံပေါ့နော်ကိုယ့်ရဲ့ destination country တစ်ခုမှာကိုကဒီမိသားစုနဲ့အတူတူနေပြီးကြလို့ရှိရင်ဒီမိသားစုရဲ့လုပ်ငန်းဆောင်တာတွေမှာကိုကပါဝင်ကူညီပေးပြီးတော့သူတို့ရဲ့မိသားစုလိုပဲကိုကပူးပေါင်းပြီးတော့နေရတာဖြစ်ပါတယ်ကိုကများသောအားဖြင့်ဒီလိုမျိုးအိမ်အလုပ်တွေပြီးကြလို့ရှိရင်အိမ်ရဲ့နေတူကလုပ်ငန်းတာဝန်နေပြီးကြလို့ရှိရင်ဒီမိသားစုမှာကလေးတွေရှိတယ်ဆိုလို့ရှိရင်ဒီကလေးတွေရဲ့ child care ပေါ့နော်ဒါတွေကိုအတိအကကူညီပေးရပါတယ်ဒါကသူ့ဘက်နဲ့ကိုယ့်ဘက်နဲ့မျှအောင်ဒီလိုမျိုးအစိုးရတွေကနေပြီးတော့government အချင်းချင်းသူတို့ကသဘောတူညီပြီးတော့လုပ်ထားတဲ့ program မျိုးဖြစ်ပါတယ်ဘယ်လိုမျိုးလဲဆိုလို့ရှိရင်ကိုခါကြတော့ဒီ family စီကနေပြီးတော့နေစရာရမယ်စားစရာရမယ်ပြီးကြရင် language ပို့ရမယ် language school ကိုသွားဖို့အတွက်ပတ်စံရမယ်ပေါ့နော်ပြီးကြလို့ရှိရင်များသောအားဖြင့် monthly pocket money ဆိုပြီးတော့ပါရအောင်မယ်ဒါကကျတော့လစာမဟုတ်ပါဘူးလစာနဲ့လုံးဝကွဲပြားပါတယ်များသောအားဖြင့်ဂျာမနီမှာဆိုလို့ရှိရင်ကတော့ pocket money က280ယူရို280ကနေစပြီးတော့ရပါတယ်ဒါကအနည်းဆုံးပေးရမယ်ဟာပေါ့နော်ပြီးကြလို့ရှိရင်တစ်ခါတလေကြလို့ရှိရင်ဒီဘက်က transportation အတွက်ကိုလည်းပဲဒီ host family တွေကများသောအားဖြင့်ကူညီပေးပါတယ်ဒါပေမဲ့အရေးကြီးဆုံးတစ်ခုကတော့ကိုကဒီတခြားနိုင်ငံတစ်ခုကိုတက်ဝင်လာလို့ရမယ်တက်ဝင်နှစ်ရှည်လာလို့ရမယ်ပေါ့နော်အလဲလာရော3လတွေမဟုတ်ဘဲနဲ့6လကနေတစ်နှစ်အထိရနိုင်တဲ့ legal visa pathway ကိုပေးတဲ့ program ဖြစ်ပါတယ်ဒီဟာတွေကိုရဖို့ကိုကဘာပြန်ပေးရမလဲဆိုလို့ရှိရင်ဂျာမနီနိုင်ငံမှာကတော့တစ်ပတ်ကိုနာရီ30ဒီကိုကပြန်ပေးရဖို့တာဝန်ဝတ္တရားရှိပါတယ်ဒီနာရီ30ထက်လုံးဝကြော်ပြီးတော့ကိုစီကနေပြန်ပြီးတော့မျှော်လင့်လို့မရပါဘူးဒါကကြတော့ au pair တွေကိုကာကွယ်ပေးထားတဲ့ဥပဒေပေါ့နော်ဒီများသောအားဖြင့်မိသားစုတွေကကိုတစ်နေ့ကို9နာရီစီမိသားစုမှာကူညီပေးဖို့မျှော်လင့်ပါတယ်ဒီ9နာရီပြီးတဲ့အချိန်ကြလို့ရှိရင်ကိုကlanguage ပဲတယ်မလားခရီးပဲပတ်သွားနေမလားကိုလှုပ်ချင်တာကိုလုံးဝလှုပ်ချင်တယ်လို့လုပ်လို့ရပါတယ်ဒီဟာကဒီမှာနေစရာတွေရောစားစရာတွေရော living cost တွေကဘာဆိုဘာမှပူစရာမလိုတော့တဲ့အတွက်ကြောင့်မို့လို့လုံးဝ vacation ထွက်နေရတယ်လို့ပဲပေါ့နော်ဒါက voluntary service တွေလည်းပဲတခြားအများကြီးရှိပါတယ်ဒီဂျာမနီမှာတခြားလုပ်လို့ရတဲ့ဟာတွေလည်းရှိပါတယ်ဂျာမနီလည်းမဟုတ်ဘူးတခြားနိုင်ငံတွေမှာလည်းရှိရပေါ့နော်ဒီဗီဒီယိုလေးမှာကတော့ au pair အတွက်ကိုပတ်သက်ပြီးတော့ဂီတာကအဓိကပြပြပေးသွားပါမယ်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်ဒီ au pair ကအလုံးယုံကြီးပဲလည်းမဟုတ်ဘူးကိုကဒီနိုင်ငံတစ်ခုကိုနိုင်ငံလုံးဝကိုတစ်ခါမှမနေဘူးတဲ့နိုင်ငံကိုကလာတယ်လာပြီးလို့ရှိရင်ဒီမိသားစုနဲ့အတူတူနေတယ်ဒါကြောင့်မို့လို့ကိုလုံးဝတက်ရောက်သေးဖြစ်တယ်လို့လည်းမခံစားရဘူးပြီးကြလို့ရှိရင်ဒီ au pair ရဲ့အဓိက benefit အရန်ကောင်းတဲ့ဟာကဘာလဲဆိုရင်ဒီနိုင်ငံမှာရှိတဲ့ကိုဒီနိုင်ငံကိုမိတ်ဆက်ပေးမယ်မိသားစုပါဒီမိသားစုကကိုလုံးဝမိသားစုလိုမျိုးယူဆိုင်ပေးတယ်ကိုရဲ့ကျမ်းမာရေးကိုရဲ့စိတ်ချမ်းသာရေးဒီလိုမျိုးအကုန်လုံးကိုဂရုစိုက်ပေးပါတယ်အထူးသဖြင့်ပေါ့နော်မိသားစုအတူတူထမင်းလက်ဆောင်စားကြတာခရီးတွေအတူတူသွားကြတာဒီဟာတွေအကုန်လုံးကအရန်ကိုမေ့လို့မရတဲ့အမှတ်တရတွေဖြစ်ခဲ့ပါတယ်ဂီတာအတွက်ကတော့ပေါ့နော် personally နောက်ဆုံးတစ်ခုကဘာကောင်းလဲဆိုလို့ရှိရင်A1 ရှိုံနဲ့လာလို့ရတဲ့အတွက်ကြောင့်မို့လို့ဘာသာစကားကိုလုံးဝ naturally သင်ယူလို့ရမယ်အခွင့်အရေးလည်းဖြစ်တယ်လို့ပြောလို့ရပါတယ်ကိုကဘာမှမလုပ်ရသေးခင်ဂျာမနီကိုအရင်လာပြီးတော့နေပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုယ့်ရဲ့အနာဂတ်ကိုဘာဆက်လုပ်ရမလဲဆိုတာကိုဆုံးဖြတ်ဖို့အချိန်ရမယ်ပြီးကြလို့ရှိရင်ဒီ au pair ship ပြီးသွားလို့ရှိရင်ကိုတကယ်စိတ်ဝင်စားတဲ့ဟာကိုဆက်ပြီးတော့သွားနိုင်မယ်ဒီတစ်နှစ်လုံးမှာတကယ်လို့တစ်နှစ်လုံးမယ်ဆိုရင်ပေါ့နော်တစ်နှစ်လုံးမှာဘာသာစကားကိုအေးဆေးအပူပင်မရှိသင်ယူခွင့်ရမယ် life in Germany ကိုတကယ်လုံးဝလက်တွေ့ခံစားကြည့်နိုင်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ခီလာဆိုလို့ရှိရင်ခီလာကိုနိုင်ဆိုလို့ရှိရင်ဒီကိုမလာခင်ဘယ်လိုဖြစ်မလဲဆိုတာကိုမသိဘူးပေါ့နော်အင်တာနက်မှာမြင်ရသမျှကအကုန်ပဲဆိုတော့လေဒါပေမဲ့ဒီကိုရောက်လဲရောက်ကောဒီကဘဝကဘယ်လိုလဲဒီမှာနေထိုင်ရတဲ့လူမှုဘဝကဘယ်လိုလဲဆိုတာကိုသိပြီးတဲ့အချိန်မှာခီလာအခုလုံးဝဆုံးဖြတ်ချက်ချလိုက်ပါပြီဒီနိုင်ငံမှာလုံးဝတောက်လျှောက်နေသွားဖို့ကိုယ့်ရဲ့အနာဂတ်ကိုပို့ပြီးတော့
တီဆောက်ဖို့အတွက်ကိုခီတာဆုံးဖြတ်ချက်ချလိုက်ပါတယ်။ Opera ကဘာဖြစ်လို့အရန်ကို smart ဖြစ်တဲ့ option တစ်ခုဖြစ်ခဲ့တယ်ဆိုတာကိုခီတာရှင်းပြပေးပါမယ်။ရိုးရိုးသားပြပြမယ်ဆိုလို့ရှိရင်လူတော်တော်များများက Opera ဆိုလို့ရှိရင်ထင်သေးကြတယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုလို့ရှိရင်ဒါက downgrade လားအဲ့အလုပ်တွေကလည်းလုံးအောင်မယ်ကလေးကလည်းထင်ရအောင်မယ်ငါအဲ့အကူလားဘာလဲနန်လီလားဒီလိုမျိုးတွေးကြပါတယ်။ဒါပေမဲ့ခီတာအတွက်ကတော့Opera ကတကယ်ဒီ Germany life ထဲကိုဝင်ဖို့အတွက်အရန်ကို smart ဖြစ်တဲ့ entry point တစ်ခုဖြစ်ခဲ့ပါတယ်။ပထမဆုံးအနေနဲ့ခီတာပြောခဲ့တဲ့အတိုင်း language requirement ကအရန်ကိုနေပါတယ်။ပြီးကြလို့ရှိရင်ဒီကိုရောက်လို့ရှိရင်ကိုယ့်ရဲ့တောက်လျှောက် language learning journey ကဒီမိသားစုရဲ့ support ကိုရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ exam fee ကလွယ်ပြီးတော့ဘာမှမကုန်ပါဘူး။ကုန်စရာလည်းမရှိပါဘူး။ language အတွက်ကတစ်လကိုယူရို80ပေးရပါတယ်ဒီ pocket money 280အပြင် host family တွေကတစ်လကို80ပေးပါတယ်ဒါကအနည်းဆုံး minimum requirement ပေါ့နော်တကယ်လို့ au pair family ကပို့ပြီးတော့သူတို့တက်နိုင်တဲ့အနေအထားမှာရှိတယ်ဆိုလို့ရှိရင်တချို့တွေကပို့ပြီးတော့တောင်မှပဲ offer လုပ်ကြတဲ့မိသားစုတွေလည်းရှိပါတယ်ပြီးရင်ဒုတိယအချက်က bank balance လုံးဝမလို့ဘူးခီတာဆိုလို့ရှိရင်အစတုန်းကကြောင်းတက်ချင်တဲ့ဘာညာဆိုပြီးတော့စုံစမ်းနေခဲ့တော့ကဒီ bank balance က Europe ကိုဝင်ခွင့်ရဖို့ဆိုတာကတစ်နှစ်စာစားတော့ဖို့ဖူလုံနေကိုဟာကိုထောက်ပံ့နိုင်တယ်ဆိုတာကို proof ပြရပါတယ်ခီတာလိုမျိုးအသက်လဲငယ်တဲ့background financial ကလည်း financial background ကလည်းမရှိဘူးဆိုတဲ့သူအတွက်ကဒါကအရန်ကိုကြီးမားတဲ့တတိုင်းလိုမျိုးခံစားရပါတယ်ဒါပေမဲ့ဒီ offer နဲ့လာမယ်ဆိုလို့ရှိရင်ကိုက sponsor ပေးမယ်မိသားစုရှိပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဟာတွေကလုံးဝပူစရာမလိုပါဘူး health insurance ဘာညာကအစပုံမှန်ဆိုလို့ရှိရင်ဒါကကိုယ့်ရဲ့ခေါင်းထဲမှာကိုအတွက်ကိုခေါင်းပေါ်ပုံချမဲ့ဟာတွေကြီးပဲပေါ့နော်ဒါပေမဲ့ကိုကဒီကမိသားစုကကိုထောက်ပံ့ပေးမယ်ဖြစ်တဲ့ထောက်ပံ့ပေးမှဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဟာတွေကိုလုံးဝပူပင်စရာမလိုပါဘူးနောက်ဆုံးအနေနဲ့ကတော့ဒီဟာကတော့ဘလောက်ထိကိုမြန်မြန်ဆန်ဆန်လုပ်လို့ရနိုင်လဲဆိုတဲ့ option မှာတကယ်လို့ခီတာကထားလိုက်ပါတော့ hospital နဲ့လာမယ်ဆိုလို့ရှိရင်ခီတာ language ကိုအတိုင်းအတာတစ်ခုရောက်တဲ့အထိခီတာသင်ဖို့အတွက်ကိုအရင်ဆုံးစူးစမ်းရမှာပါအဲ့လိုဆိုလို့ရှိရင်ခီတာကto be honest I wasted a whole year thinking just to learn the language for an hospital အဲ့တော့ဒီလိုမျိုးကိုကအချိန်မဖြုံးဖြစ်ဘူးပေါ့နော် A1 ဆိုတာကအရန်ကိုရဖို့အတွက်ကအရန်လွယ်ပါတယ်သင်ရတာလည်းမြန်တယ်ဖြေရတာလည်းအလောက်မခက်ဘူး pass ဖြစ်ဖို့လည်းအလောက်မခက်ပါဘူးဒါကြောင့်မို့လို့ဒီကိုရောက်တဲ့အချိန်ဒီကိုရောက်ဖို့အတွက်ကိုအချိန်တွေကို waste မဖြစ်စေဘဲနဲ့ဒီကိုအရောက်လာနိုင်ခဲ့ပါတယ်ဒီ language ကိုသင်ယူရတဲ့ဟာကလည်းပဲကိုယ့်ဟာကိုအိမ်ကနေပြီးတော့ဒါမှမဟုတ်လို့ရှိရင်စာသင်ခန်းထဲကနေပြီးတော့သင်ယူနေရတာထက်ဒီအဲ့ဒီစကားပြောကြတဲ့ဒီနိုင်ငံမှာလာပြီးတော့သင်ယူရတာကတကယ်ကိုအရန်ကိုကွာခြားတဲ့ experience ဖြစ်ပါတယ်ဘာလို့လဲဆိုတော့ဒီမှာဆိုလို့ရှိရင်မြင်သမျှ sign board တိုင်းကလည်းချာမှန်လို့ကြီးပဲကြားလိုက်ရသမျှစကားကလည်းချာမှန်လို့ကြီးပဲအဲ့တော့ပြောရမယ်ဆိုလို့ရှိရင်အချိန်တိုင်းကကိုယ့်အတွက် learning experience ဖြစ်နေတာပါ immersion ဆိုတာကိုတကယ်ဒီထက်ပိုပြီးတော့လိုချင်တယ်ဆိုလို့ရှိရင်ဘယ်နေရာမှာရှာတွေ့မှာမဟုတ်ပါဘူးဒါတွေကြောင့် au pair ကခီတာအတွက်အရန်ကို smart ဖြစ်တဲ့ entry point ဖြစ်ခဲ့ပါတယ်ပြီးတော့ခီတာ initially Ausbildung ကိုအရင်ဆုံး consider လုပ်နေခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ Ausbildung နဲ့ au pair နဲ့ရှင်လာတဲ့အခါမှာခီတာဘာဖြစ်လို့ au pair ကိုအရင်ဆုံးလုပ်လိုက်တော့မယ်ဆိုပြီးတော့ဆုံးဖြတ်ချက်ချလိုက်တာလဲဆိုတာကိုရှင်းပြပေးပါမယ်ခီတာဂျာမနီကိုလာခြင်းခဲ့တာခင်ဟုတ်လွန်ခဲ့တဲ့တစ်နှစ်လောက်ကလေးကခီတာဂျာမနီကိုလာခြင်းခဲ့ပါတယ်ဒါပေမဲ့ခီတာlanguage သင်ရတာကလည်းပဲ progress ကဖြစ်မနေဘူးပြီးကြလို့ရှိရင် Ausbildung တစ်ခုကိုဘယ်ကနေဘလို့သွားရှာရမလဲဆိုတာတောင်မှပဲခီတာ clueless ဖြစ်နေခဲ့တာပါ Ausbildung အတွက်ကိုပထမဆုံးစပြီးတော့ focus နေခဲ့တဲ့အတွက်ကြောင့်မလို့ခီတာ agent တွေကိုလိုက်မေးခဲ့ပါတယ်ဒါပေမဲ့မြန်မာနိုင်ငံမှာဒီ agent တွေယူတဲ့ဈေးကယူရို4000ကနေ6000အထိသွားပါတယ်ဒီ Ausbildung လေးတစ်ခုချိန်ပေးဖို့ကိုပေါ့နော်အဲ့လောက်ထိသွားတဲ့အတွက်ကြောင့်ဒါကခီတာသုံးနိုင်တဲ့ပမာဏမှာလုံးဝမဟုတ်ပါဘူးခီတာတကယ်လို့ဒီဟာကိုရွေးပြီးတော့လာမယ်ဆိုလို့ရှိရင်ခီတာအကျွေးတင်နေမှာပါခီတာအသက်ငယ်ငယ်ရွယ်ရွယ်နဲ့လည်းအကျွေးမတင်ချင်ပါဘူးဒါကြောင့်မလို့ au pair ကိုရွေးချယ်ဖြစ်ခဲ့ပါတယ် I was feeling stuck ဘာဖြစ်လို့လဲဆိုတော့ခီတာအသက်က24ဖြစ်နေပြီအရေးကြီးတာတစ်ခုကဒီ au pair ကအသက်26နှစ်အထိပဲဂျာမနီမှာကလက်ခံပါတယ်ဒါအသက်18ပြည့်ပြီ18ကနေပြီးတော့အသက်26နှစ်ကြာကြိုက်တဲ့အချိန်လာလို့ရပါတယ်ပြီးတော့အရေးကြီးတာကတစ်နှစ်ပဲလုပ်ခွင့်ရှိပါတယ် au pair ကလေအားကြောင့်မို့လို့လည်းပဲဒီ au pair အကြောင်းကိုစပြီးတော့လေ့လာခဲ့ပြီးတဲ့အချိန် everything just clicked for me didn't need perfect German I didn't need a lot of money the most important thing I did not need to wait so I realized this could be my bridge not my final point of course but this is a way in ကိုယ့်ရဲ့ဝင်ပေါက်ကဒါဖြစ်တယ်ဆိုတာကိုခီတာလုံးဝ realize ဖြစ်ခဲ့ပါတယ်ခီတာရဲ့ဒီ story နဲ့ timeline လေးကိုပို့ပြီးတော့အသေးစိတ်ပြောပြပေးချင်ပါတယ်ခီတာကဒီ au pair ကိုစပြီးတော့ရှာတွေ့တဲ့အချိန်ကခီတာကဗီယက်နမ်မှာရောက်နေခဲ့တာပါဒီဟာကိုတွေ့ချင်းဒီ au pair ကဘယ်လိုမျိုးလဲဆိုတာတွေကို research ကိုအသေးအံလုပ်ခဲ့ပြီးတော့ခီတာရဲ့ portfolio ကိုစပြီးတော့တိစောက်ခဲ့ပါတယ် research ကောင်းတယ်လို့ပဲပြောရမလားခီတာရဲ့ profile ကပဲကောင်းတယ်လို့ပြောရမလားခီတာချက်ချင်းလုံးဝau pair family တွေစီကနေပြီးတော့ inquiries တွေအများကြီးရောက်လာခဲ့ပါတယ်ဂျာမနီကို target ထားခဲ့ပေမဲ့ခီတာ China ကလည်းရခဲ့တယ် France ကလည်းရခဲ့တယ် Italy ကလည်းရခဲ့တယ်ဂျာမနီကနေ3ခုရပြီးတော့ Switzerland ကတော့2ခုရခဲ့ပါတယ်ဒါပေမဲ့ခီတာ Switzerland ကိုဘာလို့မရွေးခဲ့တယ်လဲဆိုလို့ရှိရင် Switzerland က au pair ပြီးတဲ့အခါကျလို့ရှိရင်ဘာလုပ်ရမလဲဆိုတာကိုခီတာမသိပါဘူးဒါကြောင့်မို့လို့ဂျာမနီကိုလာဖို့ရွေးချယ်ခဲ့တာပါSwitzerland တော့သွားချင်ခဲ့တယ်ပေါ့နော်ဒါပေမဲ့ခီတာရဲ့ longer pathway အတွက်ကကြတော့ Switzerland မှာ
Switzerland မှာ skill set ကိုတိဆောက်ဖို့မဖြစ်နိုင်တဲ့အတွက်ကြောင့်မို့လို့ဒီနိုင်ငံမှာအရင်ဒီ au pair ကနေတဆင့်တကယ်လို့kita dual student သွားမယ်ဆိုရင်သွားမယ် Ausbildung သွားမယ်ဆိုရင်သွားမယ် uni ပြန်တက်ချင်တယ်ဆိုလို့ရှိရင်လည်းတက်မယ်ပေါ့နော်ဒီလိုဟာလေးတွေကိုလုပ်ဖို့အတွက်ရည်ရွယ်ပြီးတော့ au pair ကို Germany မှာလုပ်ဖို့အတွက်ကိုရွေးချယ်ခဲ့ပါတယ် Germany တွင်းမှာမိသားစု3ခုရခဲ့တယ်ပေါ့နော်ဒီ2ရက်အတွင်းမှာပဲမိသားစု3ခုရတဲ့အထက်ကမှဒီမိသားစုတွေနဲ့ interview လဲအမြန်ဖြေဒီ interview ကိုဖြေဖို့အတွက်ကိုလည်းပဲkitaကိုဟာကိုတကယ်ကို self training ကိုလုံးဝ share လုပ်ခဲ့ပါတယ်ဒီလိုမျိုးတွေအကြောင်းလည်းပဲဒီမိသားစု3ခုစလုံးကကိုကိုအရန်သဘောကျခဲ့တယ်ပြီးကြလို့ရှိရင်ခီတာကဒီ research လုပ်လိုက်တဲ့အခါမှာဒီကိုနဲ့အသင့်တော်ဆုံးဖြစ်မယ်လို့ခန်းစားရတဲ့ Hamburg မှာရှိတဲ့ခီတာရဲ့မိသားစုကိုခီတာရွေးချယ်ဖြစ်ခဲ့ပါတယ်။ပုံမှန်ဆိုလို့ရှိရင် A1 certificate ရှိပြီးခါမှဒီမိသားစုတွေကရွေးချယ်လေးရှိပါတယ်။ဒါပေမဲ့ခီတာကိုသူတို့သဘောကျခဲ့တဲ့အတွက်ကြောင့်မို့လို့သူတို့ကစိတ်ရှိရှိနဲ့စောင့်ပေးပြီးတော့ခီတာပြီးတဲ့အချိန်ထိသူတို့စောင့်ပြီးတော့ခေါ်ပေးခဲ့ပါတယ်။တကယ်တော့သူတို့လူတာတစ်လအတွင်းလူချင်တာပေါ့နော်။ဒါပေမဲ့ခီတာအတွက်ကိုသူတို့က2လအောင်စောင့်ပေးခဲ့ပါတယ်။ခီတာရဲ့ process ကအရန်ကိုမြန်ဆန်ခဲ့တယ်လို့လည်းပြောလို့ရပါတယ်။ဘာဖြစ်လို့လဲဆိုတော့တခြားဒီ au pair လုပ်တဲ့နိုင်ငံတွေပေါ့နော်။ဥပမာအဖြစ် Philippines, Vietnam, Thailand ပြီးလို့ရှိရင်ဒီအနောက်အာဖရိကနိုင်ငံတွေပြီးလို့ရှိရင် even Europe even within Europe or even other countries in countries like the US like တခြားနိုင်ငံတွေအတွက်ဆိုလို့ရှိရင်ဒီ process ကကြာမှာပါဘာလို့လဲဆိုတော့သူတို့နိုင်ငံတွေကကြာတော့ဒီ au pairship ဆိုတာဘာလဲဆိုတာကိုပို့ပြီးတော့ထင်ထင်လင်းလင်းသိကြတယ်ဒီ information ကလည်းလူတွေတော်တော်များများရှိကြတယ်ဆိုတဲ့အတွက်ကြောင့် competition များပါတယ်မြန်မာနိုင်ငံမှာတော့ခီတာ au pair ရဲ့အတွက် information တွေလိုချင်ခဲ့တဲ့အချိန်တုန်းကလိုက်ပြီးတော့ရှာတာတော့မှပဲဘယ်လိုမှမြန်မာနိုင်ငံရဲ့ information ကိုခီတာလုံးဝရှာလို့မရခဲ့ပါဘူးခီတာတွေ့ခဲ့တာအကိုတယောက်ခီတာတီးခဲ့တယ်ဒါပေမဲ့အဲ့ဒီအကိုကဒီကိုလာခဲ့တာဟိုးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကလေးကလာခဲ့တာပါအဲ့တော့သူကလည်းတိတိကျကျမသိတော့ဘူးပေါ့နော်အဲ့ဒီအတွက်ကြောင့်ခီတာလိုအပ်တဲ့လောက်အကူအညီမရနိုင်ခဲ့ဘူးပေါ့အဲ့တော့ခီတာအဆအဆုံးအကုန်လုံးကိုအရန်ကိုstress လည်းများခဲ့တယ်ပြင်ဆင်ရတာပေါ့နော်ဘာလို့လဲဆိုတော့ပထမဦးဆုံးအတွေ့အကြုံကိုလမ်းပြပေးမဲ့လူလည်းမရှိတဲ့အတွက်ကြောင့်မို့လို့ stress လည်းများတယ်ကိုဘာလုပ်ရမှန်းလည်းမသိဘူးလုပ်နေတဲ့ဟာကမှန်ရလားလည်းမသိဘူးဒါပေမဲ့နောက်ဆုံးတော့ခီတာကိုဟာကိုအကုန်လုံးကို figure out လုပ်နိုင်ခဲ့ပြီးတော့ဒီ Germany ကိုအရောက်ချောမွေ့မွေ့နဲ့လာနိုင်ခဲ့ပါတယ်ဒါကြောင့်လည်းပဲခီတာသဘောပေါက်လိုက်တာပေါ့နော်ဒီ proper guidance ကဘာဖြစ်လို့ဒီလောက်တောင်အရေးကြီးလဲဆိုတာကိုခီတာသဘောပေါက်ခဲ့ပါတယ်လူတွေတော်တော်များများသိပြီးတော့မပြောကြတဲ့ဒီ au pair ကနေရတဲ့ benefits တွေကိုထပ်ပြီးတော့အသေးစိတ်ပြောပြပေးပါမယ်ပထမအဆုံးအနေနဲ့တည်တာထင်ရှားတာက pocket money ရပါတယ်ဒါကခုနကပြောခဲ့သလိုပဲsalary မဟုတ်ဘူးပေါ့နော်ဒီ pocket money ကကိုဒီမှာရှိနေတဲ့အချိန်ကိုတကယ်လို့အပြင်ဒီပါတွေထွက်ပြီးတော့စားချင်တယ်တောက်ချင်တယ်ဆိုလို့ရှိရင်သုံးလို့ရတယ်ပြီးကြလို့ရှိရင်တခုခုကိုလိုချင်တယ်ကိုယ့်ရဲ့နေ့စဉ်ဘဝအတွက်ပေါ့နော်လိုအပ်တဲ့ပစ္စည်းတွေရှိတယ်ဆိုလို့ရှိရင်ဝယ်လို့ရအောင်ဒီလိုမျိုးအစိုးရကတတ်မှတ်ပေးပြီးတော့ပေးရမယ်ဆိုပြီးတော့ဥပဒေလုပ်ထားတဲ့ငွေဖြစ်ပါတယ်သူကအနည်းဆုံး280ကနေစရပါတယ်ဒါပေမဲ့တချို့ family တွေကြတော့လည်းပဲသူတို့လိုအပ်တဲ့အကူအညီပေါ်လိုက်ပြီးတော့မူတည်ပြီးတော့သူတို့ကပတ်စံပို့ပြီးတော့ပေးကြတဲ့ family တွေလည်းရှိပါတယ်ဒါပေမဲ့ခီတာအတွက်ကတော့ခီတာတခြားပို့ပေးနေတဲ့ family ရှိတာတောင်မှပဲခီတာအတွက်အဆင်ပြေဆုံး comfortable ဖြစ်မယ်လို့အထင်ရဆုံး family ကိုပဲခီတာရွေးချယ်ခဲ့ပါတယ်ဒီလို host family တွေရွေးတဲ့ခါကြလို့ရှိရင်လုံးဝသတိထားရမယ့်အချက်တွေလည်းအများကြီးရှိပါတယ်ကိုကသူတို့နဲ့အတူတူတခြားလူတွေနဲ့အတူတူနေရမယ်နိုင်ငံတစ်ခုလုံးဒီနိုင်ငံအသစ်တစ်ခုကိုကလုံးဝပြောင်းလာရမယ်ပြီးလို့ရှိရင်အချိန်အကြာကြီးဒီ family နဲ့နေရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ family ရွေးချယ်တယ်ဆိုတာကအရင်အရေးကြီးပါတယ်ကိုသတိထားရမယ် red flags တွေလည်းရှိတယ်ပြီးကြလို့ရှိရင်သူတို့ဘက်ကနေပြီးတော့ဘာတွေလိုအပ်တယ်ဆိုတာကိုလည်းပဲကိုကထင်ထင်လင်းသိပြီးတော့နားလည်ထားရပါမယ်ဒါကြောင့်မို့လို့ host family ရှာတဲ့ process ကလည်းအရင်ကိုအရေးပါပါတယ်ဒုတိယအချက်အနေနဲ့ဘာကောင်းလဲဆိုလို့ရှိရင်တချို့မိသားစုတွေကကိုယ့်ရဲ့ flight ပေါ့နော်ကိုဒီကိုလာတဲ့အခါကျလို့ရှိရင်ကုန်ကြစရိတ် ticket ရဲ့အပြစ်ပေးတဲ့လူတွေလည်းရှိတယ်အပြစ်မပေးဘဲနဲ့တဝက်တော့ကာပေးနိုင်တယ်ကျန်တဲ့တဝက်ကတော့ကာပေးဖို့အဆင်မပြေဘူးဆိုတော့host parents တွေလည်းရှိပါတယ်ခီတာတော့ဆိုလို့ရှိရင်ခီတာကလုံးဝကိုယ့်ရဲ့ပတ်စံကိုမသုံးချင်တဲ့အတွက်ကြောင့်မို့လို့ငါမှာ flight ticket ဖို့လည်းမရှိဘူးဆိုပြီးတော့သူတို့ကိုပြောလိုက်တဲ့အခါသူတို့ကဒီ flight ticket ကိုသူတို့အရင်ဆုံးပေးထားမှာဖြစ်တယ်ဆိုတဲ့အကြောင်းပြီးကြလို့ရှိရင်ခီတာကဒီ flight ticket ရဲ့တချို့တဝက်ငွေကိုခီတာသူတို့မိသားစုမှာနေရင်းနဲ့အလုပ်လုပ်နေတဲ့အအတွင်းမှာဒီ pocket money ကနေနည်းနည်းချင်းစီပေါ့နော်ဥပမာအဖြစ်30 euros ခီတာတွေးတာခီတာထင်တာတစ်လောက်35 euro လား25 euro လားမသိဘူးတစ်လောက်ချင်းစီတစ်လောက်ပြန်ပေးလို့ရှိရင်ရတယ်ဆိုပြီးတော့သူတို့ကခီတာကိုဒီလိုညှိပေးပြီးတော့ခေါ်ပေးခဲ့ပါတယ်ဒါကအရင်ကောင်းပါတယ်ဘာလို့လဲဆိုတော့ခီတာဘာငွေမှ invest မလုပ်ခဲ့ရတဲ့အတွက်ကြောင့်ဖြစ်ပါတယ်ဒီ working hours ပေါ့နော် working hours တွေကလည်းအရင်ကို reasonable ဖြစ်ပါတယ်ခီတာတို့မြန်မာနိုင်ငံလိုမျိုးဟာမျိုးမှာဆိုလို့ရှိရင်တရက်ကို12နာရီလောက်လုပ်ခိုင်းနေလို့ရှိရင်တော့ပါပဲတစ်လရဲ့လစာတိုးမလာဘူးလေဒါပေမဲ့ဒီမှာကတော့အဲ့လိုမဟုတ်ဘူးနာရီ30ထက်လုံးဝပိုခိုင်းလို့မရဘူးခီတာမိသားစုဆိုရင်25နာရီကနေ28နာရီအတွင်းပဲလုပ်ခဲ့ရတယ်တချို့နေ့ရက်တွေဆိုလို့ရှိရင်နာရီ20ပဲတစ်ပတ်ကိုနာရီ20ပဲလုပ်ခဲ့ရတဲ့နေ့တွေလည်းရှိတယ်ပေါ့နော်ဒါကကိုကဒီမှာသွားပြီးတော့မိသားစုလိုပဲနေရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုကိုမလိုတဲ့နေ့တွေဆိုရင်လုပ်ဆောင်မလို့ကိုကိုလိုတဲ့နေ့တွေဆိုလို့ရှိရင်တော့ကူညီပေးရတယ်ဒီလောက်ပဲအဲ့တော့ဒါကအလုံးဝအလုပ်လို့မခံစားရဘူးဒီမြန်မာနိုင်ငံမှာကိုမိသားစုနဲ့ကိုနေတယ်လို့ပဲကွာဒီလားကိုမိသားစုနဲ့အတူတူနေသေးတဲ့လူတွေရှိသေးလားရှိကြမယ်ထင်ပါတယ်များပါတယ်မြန်မာနိုင်ငံမှာအတူတူနေကြတာကဒီမိသားစုမှာကိုကအဝတ်လျှော်စရာရှိလားကုလျှော်ပေးလိုက်
ပြီးရင်ထမင်းချက်ဆရာရှိလားကူချက်ပေးလိုက်ကလေးကြည့်ဖို့လိုလားမောင်နှမတွေကိုကြည့်ပေးဖို့လိုလားကူကြည့်ပေးလိုက်ဒီလိုပေါ့နော်ဒီမှာကျတော့အဓိကလိုတာကကျတော့ child care ကိုလိုကြတာပါဒီလိုမျိုးကလေးတွေကိုအကျိုးပို့လုပ်ပေးတာကလေးတွေနဲ့အတူတူ companion လုပ်ပေးတာခိတာကိုခေါ်တာဆိုလို့ရှိရင်ခိတာရဲ့ English speaking ကိုသဘောကျတဲ့အတွက်ကြောင့်မို့လို့သူတို့ကလေးတွေကလည်း trilingual အဖြစ်နဲ့ပြောထောင်နေတဲ့အတွက်ကြောင့်မို့လို့ခိတာရဲ့ English skill ကိုသဘောကျပြီးတော့သူတို့စောင့်ပြီးခဲ့တာဖြစ်ပါတယ်ဒါကြောင့်မို့လို့လဲChina ကလူတွေChina ကမိသားစုတွေကလည်းပဲခိတာရဲ့ English skill ကိုလိုချင်လို့ခိတာဒီလောက်ထိရခဲ့တာပါဒီလိုမျိုးကိုမှာ skill set ရှိနေတဲ့ portfolio ကလည်းလိုတယ်ပေါ့နော်ဒါကြောင့်မို့လို့ခိတာကိုယ့်ရဲ့ portfolio မှာလည်းအချိန်ကြီးအများကြီးပေးပြီးတော့ခိတာလုံးဝ perfect ဖြစ်အောင်လုံးဝပြင်ဆင်ခဲ့တာပါ၄ခုမြောက်ကကြတော့ paid vacation ဖြစ်ပါတယ်ကိုကဒီမှာ employee benefits တွေမရှိတာတော့မှပဲ employee benefits တွေကရှိပါသေးတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ဒါက Europe ဖြစ်နေတာအတွက်ကြောင့်ဖြစ်ပါတယ်သူတို့က work life balance အပေါ်မှာလုံးဝယုံကြည်ကြပါတယ်အဲ့တော့ကိုကတစ်နှစ်စာချုပ်ချုပ်မယ်ဆိုလို့ရှိရင်ကိုက paid vacation ကို28ရက်ရပါတယ်ဒါကလုံးဝတစ်လနီးပါပါ17လအလုပ်လုပ်မယ်တစ်လနားရမယ်ဒီလိုမျိုးပေါ့နော်ဒါကြောင့်မို့လို့ခိတာရွေးခဲ့တာပါဒီ offer လုပ်ဖို့အတွက်ကိုပေါ့နော်ဘာလို့လဲဆိုတော့ဒီတစ်လမှာခိတာ Europe တစ်ခုလုံးကိုခီးသွားခြင်းသလားကိုဟာကိုပဲတစ်ချိန်လုံး relax လုပ်ခြင်းသလားကြိုက်တယ်လို့လုပ်လို့ရပါတယ်ဒီကိုနားနေတဲ့အချိန်ကိုက vacation သွားနေတဲ့အချိန်မှာ pocket money ပြီးလို့ရှိရင်ကိုပေးထားတဲ့ဒီ transportation allowance တကယ်လို့ပေးရဆိုရင်ပေါ့နော်ပြီးကြလို့ရှိရင်ကိုရဲ့ health insurance အကုန်လုံးက still cover ဖြစ်နေအောင်ပါတကယ်အရေးကြီးဆုံး benefit တစ်ခုကတော့ဒီမိသားစုပါကြာဆရောက်လာတဲ့အချိန်ခိတာကိုဖေးမှပြီးတော့ကူညီပြီးတော့ခိတာရဲ့မိသားစုလိုမျိုးအဖော်ပြုပေးခဲ့တဲ့ဒီမိသားစုကဒီ orphanship ရဲ့အကြီးမားဆုံး benefit တစ်ခုဖြစ်တယ်လို့ပြောချင်ပါတယ်ခိတာဒီကိုလာတော့ကဆိုလို့ရှိရင်လုံးဝလေးစိတ်ကနေလာကြတဲ့ကလေးစိတ်ကိုဆက်ရောက်ကလေးကခိတာတကယ်လုံးဝဟာငါတယောက်တည်းပဲဆိုပြီးတော့လုံးဝခံစားချက်မရှိခဲ့ပါဘူးခိတာရဲ့ host family ကခိတာကိုလေးစိတ်မှလာကြိုပေးခဲ့တယ်ဒီ Germany ရဲ့အရာအားလုံးခိတာဂျာမနီကဘလို့အလုပ်လုပ်တယ်စီနီစီကန်တွေကဘလို့ရှိတယ်ဘလို့မျိုးကောင်းတယ်ဒီလိုမျိုးအဆအဆအရာရာကိုလမ်းညွှန်ပေးတဲ့ guide တစ်ခုရှိခဲ့ပါတယ်ဒါကတကယ်ကိုဒီနိုင်ငံအသစ်တစ်ခုကိုပြောင်းတဲ့အခါအခြေချတဲ့အခါအလိုအဆုံးမန်နိုင်တွေကတစ်ခုလို့ခိတာယုံကြည်ပါတယ်တကယ်လို့ဒီမိသားစုသားမရှိဘဲနဲ့ခိတာတွေးကြည့်တာခိတာ language program အတွက်ပတ်စံရှိလို့ language program နဲ့လာခဲ့တယ်ဆိုလို့ရှိရင်တော့မှပဲခိတာရဲ့ daily life ကလေအရာအားလုံးကအကုန်လုံးလုံးဝအစိမ့်ဖြစ်ပြီးတော့ခိတာအရန်ကို struggle လုပ်ခဲ့ရမှာပါဒီ offer လောက်တာကလုံးဝအလုပ်တစ်ခုလို့မခံစားရဘဲနဲ့ကိုယ့်ရဲ့ဒီနိုင်ငံအသစ်တစ်ခုကို introduction တစ်ခုလို့ခန်းစားခဲ့ရပါတယ်။ reality check လေးလည်းပေးခြင်းပါတယ်။ဒီ offer နဲ့လာခြင်းနဲ့ဆိုလို့ရှိရင် German A1 ကမဖြစ်မနေရှိထားပါမယ်။ German A1 ကိုတင်ပြီးသွားတာလည်းမဟုတ်ဘဲနဲ့ဒီ Goethe Institute တော့ဝင် DLC ကနေပြီးတော့အတိအမှတ်ပြုထားတဲ့ certificate ကိုယ့်ရဲ့လက်ထဲမှာရှိထားပါမယ်။ဒီလိုမှသာ visa လျှောက်လို့ရပါမယ်။ပြီးတော့အရေးကြီးတာတစ်ခုကတန်ယုံ visa လျှောက်တဲ့အခါမှာလည်းပဲတန်ယုံကဒီလိုမျိုးrequirements တွေကိုချက်တဲ့အခါမှာကိုယ့်ရဲ့မိသားစုက eligible ဖြစ်တဲ့မိသားစုဖြစ်ရလားဆိုတာကအစတန်ယုံက check လုပ်ပါတယ်ပြီးကြတော့ကိုယ့်ရဲ့ passport ပေါ်မှာမူတည်ပြီးတော့ခက်ခဲနိုင်တဲ့အရာတွေရှိပါတယ် passport တိုင်းက processing speed မတူတဲ့အတွက်ကြောင့်ပါဒါကြောင့်မို့လို့ဒီလိုမျိုး process ကိုတယောက်တည်းလုပ်ရတာကခိတာအတွက်ကတော့အရန်ကိုပင်ပန်းပြီးတော့အရန်ကို confuse ဖြစ်စရာကောင်းခဲ့ပါတယ်ခိတာလက်လျှော့ခြင်းခဲ့တာတကယ်မကြာခဏပါပဲတကယ်လုံးဝဒီနေ့စူးစမ်းကြည့်လိုက်မဖြစ်နိုင်လားဘူးလားဆိုပြီးတော့စိတ်တက်ကြပြီးတော့လက်လျှော့ခြင်းစိတ်ဖြစ်လာလိုက်ခိတာတင်ဒီလိုခံစားရတာမဟုတ်ပါဘူးတခြား international community ပေါ့နော်နေတန်းလူတွေကဒီလိုမျိုးလုံနေနဲ့စိတ်တက်တွေကြလာကြတဲ့လူတွေအများကြီးရှိပါတယ်ဒါကြောင့်တယောက်တည်းလောက်တာကတော်တော်လေးခက်ခဲနိုင်ပါတယ်ဒီ program ကရဖို့အတွက်ကို impossible ဖြစ်လို့မဟုတ်ဘဲနဲ့ဒီ information ရဖို့အတွက်ကခက်ခဲတဲ့အတွက်ကြောင့်ဖြစ်ပါတယ် information ရှိထားလို့ရှိရင်တော့မှာပဲရှင်းရှင်းလင်းလင်းမသိရတဲ့အတွက်မသိနိုင်ကြတဲ့အတွက်ကြောင့်ခက်ခဲကြတာဖြစ်ပါတယ်For me, au pairship came at the exact moment that I needed. I was running out of time. I was losing direction. So I didn't want to miss this opportunity. I have never experienced any kind of exchange programs in my life at all. So this gave me more than just a visa. It gave me a lot of clarity. Today, I'm no longer an au pair, but I will always say an au pairship was one of the smartest decisions that I have made for my future. ခိတာကတယောက်တည်းဒီဟာကိုလုပ်ခဲ့ရတဲ့အတွက်ကြောင့်မို့လို့ဒီမှာသွားပြီးတော့ရနိုင်တဲ့ accessible information ကလည်းအလွယ်တကူမရှိတဲ့အတွက်ကြောင့်မို့လို့ခိတာရဲ့ခီးစဉ် journey တစ်ခုလုံးကိုခိတာ document လုပ်ခဲ့ပါတယ်ခုခိတာက offer ကိုစိတ်ဝင်စားမဲ့သူတွေရှိတယ်ဆိုတာကိုသိကြတဲ့အတွက်ကြောင့်မို့လို့ roadmap တစ်ခုလုပ်နေပါတယ် I'm working on a roadmap host family တွေနဲ့ဘယ်လို communication လုပ်ရမလဲ host family တွေ desirable ဖြစ်အောင်ကိုယ့်ရဲ့ portfolio ကိုဘယ်လိုတည်ဆောက်ရမလဲကိုယ့်ရဲ့ skill တွေကိုဘယ်လို leverage လုပ်ရမလဲပြီးကြလို့ရှိရင်ဒီ interview ကိုဘယ်လိုဖြေရမလဲoffer မိသားစုတွေရှာနေကြတဲ့ဟာကဘာလဲပေါ့နော်ဒီလို host family တွေရှာကြတဲ့ quality ကဘာလဲဘယ်လိုမျိုးပြင်ဆင်ထားလို့ရှိရင်ကိုက desirable candidate ဖြစ်လာမလဲ exam ကိုကအစဘယ်လိုဖြေရမလဲဒီ embassy process ကရောဘယ်လို handle ရင်ရမလဲခိတာဒီဟာလေးတွေအတွက် roadmap တစ်ခုတည်ဆောက်နေပါတယ် if this video helped you တကယ်လို့ဒီ video ကရောတော့ပုံအတွက်အကူအညီဖြစ်ခဲ့ရဆိုလို့ရှိရင် please like and subscribe to my channel ပြီးကြလို့ရှိရင်ကိုရဲ့တည်တဲ့လူတွေကိုလည်းညွှန်ပေးပါဘာဖြစ်လို့လဲဆိုတော့ခိတာတို့မြန်မာနိုင်ငံကအသိပညာပြန်ပွားတာကနည်းနည်းလေးdelay ဖြစ်နေတယ်ပေါ့နော်ဒါကြောင့်မလို့ခိတာအများကိုသိစေချင်တဲ့အတွက်ကြောင့်မလို့ဒီ video လေးကိုလုပ်ပေးခြင်းဖြစ်ပါတယ် and comment anything below if you have any questions I will see you in the next video that's all for today thank you bye bye